Bonanno family ရိုးရမပြတ်ရက်ဆက်တတ်တဲ့စစ်စလီသွေးစစ်များ Bonanno မိသားစုကတော့မိသားစုချင်းချင်းသွေးချင်းနှီးစပ်မှုကိုအလေးထားပြီးကနဦးပိုင်းမှာမွေးရဇေဝလုပ်ငန်းကိုအကြီးအကျယ်လုပ်ကိုင်ခဲ့တဲ့မိသားစုဖြစ်ပါတယ် Bonanno တွေကတော့အီတလီနဲ့ကနေဒါကနေတဆင့်အမေရိကန်နဲ့ကိုဘိန်းဖြူတွေအမြောင်များတည်ယူတဲ့ The Pizza Connection လုပ်ငန်းကြီးကိုလည်းလဲပတ်ခဲ့ပါတယ်သူတို့ကအမေရိကန်တစ်ခွင်မှာရှိရဲ့အီတလီပီဇာဆိုင်ရာပေါင်းများစွာကိုကွန်ရက်တစ်ခုလိုသုံးခဲ့ပါတယ်အီတလီကနေပီဇာလုပ်ဖို့တင်သွင်းတဲ့တန်လွင်စီဘူးတွေခန်းကျင်စီဆော့ဘူးတွေမှာဘိန်းဖြူတွေဝတ်ပြီးတည်တာပါမွေးရဇေဝရရှိတဲ့ငွေတွေကိုပီဇာရောင်းရငွေဖြစ်ပြပြီးငွေကြေးခွာရှာမှုတွေလည်းပြုလုပ်ခဲ့ပါတယ်ဒါအပြင်တရားမဝင်ငွေတို့ချိစားခြင်းလောင်ကစားပြည်စာလုပ်ငန်းတွေမှာလည်းအများဆုံးပါဝင်ပတ်သက်ခဲ့ပါတယ်သူတို့ဟာဂိုင်းတွင်းအာဏာလူပွဲရမ်းများပြီးကော်မရှင်ရဲ့စည်းကမ်းတွေကိုခဏခဏချိုးပေါက်လေးရှိလို့အခြားမိသားစုလေးခုရဲ့အပေခံလည်းဖြစ်ခဲ့ပူပါတယ်Bonanno မိသားစုကိုမာရန်ဇာနိုတည်ဆုံးပြီးတဲ့နောက်ခေါင်းဆောင်ဖြစ်လာတဲ့ဂျိုးဇက်ဘိုနန်နိုအစွဲပြုပြီးခေါ်တာဖြစ်ပါတယ်တက်တန်းရှည်ဆုံးတာဝန်ယူခဲ့တဲ့ဂိုင်းချုပ်တွေတအုပ်ဖြစ်တဲ့ဘိုနန်နိုဟာအာနာကိုနှစ်ပေါင်း30ကျော်ကြာစုပ်ကိုင်ထားခဲ့ပါတယ်သူဟာ1964ခုနှစ်မှာမာဖီးယားလောကတစ်ခုလုံးထိန်းချုပ်နိုင်မှုအတွက်အခြားဂိုင်းချုပ်2ဦးဖြစ်တဲ့ကာလိုဂမ်မီနိုနဲ့တော်မီလူခေးစီတို့ကိုလှုပ်ကြံမှုကြံစည်ခဲ့ပါတယ်ဒီကြောင့်ဂမ်မီနိုနဲ့လူခေးစီမိသားစုကသိရှိသွားတဲ့အတွက်သူဟာ1964ခုနှစ်မှာပျောက်ဆုံးသွားခဲ့ပါတယ်ဒါပေမဲ့1966ခုနှစ်လောက်မှာပြန်လည်ပေါ်ပေါက်လာပြီးသူ့ကိုရန်သူတွေကပြန်ပေးဆွဲသွားတာဖြစ်တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။တကယ်တော့သူကပုံရှောင်နေခြင်းသာဖြစ်တယ်လို့ဆိုကြပါတယ်။သူပြန်လည်ပေါ်ထွက်လာတဲ့အချိန်မှာတော့ The Commission ကသူ့ကိုလုံခြံမှုအတွက်အပြစ်ဒဏ်မပေးဘဲနဲ့မာဖီးယားလောကကနေငြိမ်းချမ်းစွာအနားယူခွင့်ပေးခဲ့ပါတယ်။မိသားစု၅စုတွင်Bonannoမိသားစုရဲ့အဆက်ရစရာအကောင်းဆုံးဖြစ်ကတော့ FBI agent Joseph Pistoni က1986ခုနှစ်နဲ့1982ခုနှစ်ကြားမှာ Tony Brasto ဆိုတဲ့နာမည်ဝတ်နဲ့ Bonanno မိသားစုတွေကိုဂိုင်းသားတစ်ယောက်ဖြစ်ဟန်ဆောင်ပြီးတော့အစိုးရစပိုင်ပြုလုပ်ခဲ့တဲ့အဖြစ်ပါတယ်။ဒါကြောင့်ပဲ Bonanno ဂိုင်းထဲကလူတွေရာပေါင်းများစွာအဖမ်းခံရရုံနဲ့မကဘဲနဲ့ FBI agent ကိုဂိုင်းထဲခေါ်သွင်းပေးခဲ့တဲ့တပ်မှုဖြစ်သူ Sonny Black ဟာမာဖီးယားစီကံရဒလန်ကိုဂိုင်းထဲခေါ်တဲ့အတွက်လက်နှစ်ဖက်လုံးဖြတ်ခံရပြီးရဲဆက်ဆက်အသက်ခံခဲ့ရပါတယ်။ဒီဖြစ်တဲ့နောက်မှာတော့ဂျိုးဇက်မက်ဆီနိုက1992ခုနှစ်မှာဂိုင်းကျုပ်ဖြစ်လွှဲပြောင်းရယူပြီးBonannoမိသားစုကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ဒါပေမဲ့လည်း2004ခုနှစ်မှာအစိုးရရှိနေရာ Rigo Act ဥပဒေကိုတုံးပြီးသူ့ကိုရာဇဝတ်မှုမျိုးစုံနဲ့ပြစ်ဒဏ်စီရင်နိုင်ခဲ့ပါတယ်။ဒီပြစ်ဒဏ်တွေစီရင်ခံရပြီးတဲ့နောက်မှာမက်ဆီနိုဟာလူသတ်မှုမှုတွေအကြောင်းတည်တံချမှတ်ခံရမှာကိုစိုးရိမ်တဲ့အတွက်သူတို့ရဲ့မာဖီးယားဂိုင်းဝင်ချင်းချင်းနဲ့ပတ်သက်တဲ့တပ်တွေထွက်ဆိုဖို့သဘောတူညီခဲ့ပါတယ်။ဒါကြောင့်မက်ဆီနိုကအစိုးရသတင်းပေးဖြစ်ပထမဆုံးပတ်ပြောင်းသွားခဲ့တဲ့နယူးယောက်မြို့မာဖီးယားဂိုင်းချုပ်ဖြစ်တမိုင်းဝင်ခဲ့ပါတယ်။ Colombo family အငယ်ဆုံးဒေါသအကြီးဆုံးနဲ့သွေးစာဆုံးမိသားစုColomboကမိသားစု၅စုထဲမှာတက်တန်းအနှုတ်ဆုံးနဲ့အင်အားအနည်းဆုံးဖြစ်ပေမဲ့ဂိုင်းသားချင်းချင်းတက်ဖြတ်တဲ့မာဖီးယားဝါအဖြစ်ဆုံးမိသားစုဖြစ်ပါတယ်။သူတို့ဖွဲ့ရလူတွေကစိတ်ဆက်ပြီးအကြမ်းဖက်ဖို့လည်းဝင်မလေးကြပါဘူး။သူတို့ဟာစီတိုင်းနေ73စီကုမ္ပဏီကိုချင်းချောက်ပြီးအစိုးရစီပေးရမယ်73စီခွန်ကိုလိမ်လည်ပြီးဖြတ်စားတဲ့အစီအစဉ်ကနေဒေါ်လာတန်းပေါင်းများစွာရှာဖွေနိုင်ခဲ့ပါတယ်။သူတို့ရဲ့73စီလိမ်လည်မှုနီလန်ကတော့မာဖီးယားသမိုင်းမှာအစမ်းပြားဆုံးငွေရှာနေဖြစ်ပါတယ်။ Colombo မိသားစုရဲ့ကပတိန်တဦးဖြစ်တဲ့ Michael Franzese ကပုံမှန်မာဖီးယားတွေလိုလူတက်တာထက်ညံသုံးပြီးသူဟာ73စီကုမ္ပဏီအပွားတွေအများကြီးထောင်ပြီးစီရီကိုတစ်စင်ရောင်းပြပါတယ်။နောက်ဆုံးအစိုးရစီခွန်ဆောင်ရမယ့်အချိန်ရောက်ရင်တော့အဲ့ဒီကုမ္ပဏီကိုဖျက်ပစ်လိုက်ပါတယ်။ဒီနေ့နဲ့အစိုးရစီကနေ73စီအခွန်တကာလန်ကို40ဆင့်နီးပါးဖျက်စားပြီးတစ်ပတ်ကိုဒေါ်လာတန်းချီရှာနိုင်ခဲ့ပါတယ်။ဒါ့အပြင်အခြားသောမိသားစုများနေတူColomboတွေကလည်းငွေညစ်ခြင်းမွေးစေဝါမှောင်ခိုကူးခြင်းပါဝင်မရေမတွက်နိုင်တဲ့တရားမဝင်လှုပ်ရှားမှုမျိုးစုံကနေငွေရှာခဲ့ကြပါတယ်။ဒီကိုင်းကို1920ပြည့်နှစ်လွန်နေမှာဂျိုးပရိုဖာစီကစတင်နေထောင်ခဲ့တာမို့လို့မူလပရိုဖာစီ crime family လို့ခေါ်ကြပါတယ်။ဒါပေမဲ့ပရိုဖာစီဟာဂိုင်းသားတွေပေါ်အရန်တွက်ကပ်ပြီးအမျက်ခေါ်ဝေမှုမှာမမျှတတာကြောင့်ဂိုင်းတွင်းပုံကံမှုတွေကလည်းခဏဖြစ်ပွားခဲ့ပါတယ်1962ခုနှစ်ဂျိုးပရိုဖာချီကကင်ဆာရောဂါနဲ့သေဆုံးပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့ရောက်ပါဖြစ်သူဂျိုးဇက်မဂလီယိုကိုအာနာကိုဆက်ခံခဲ့ပြီးကမ်ဘီနိုနဲ့လူခဲစီမိသားစုရဲ့ခေါင်းဆောင်တွေကိုလှုပ်ကြံတက်ဖြတ်ဖို့ဂျိုးဇက်ဘိုနန်နိုနဲ့ပူးပေါင်းကြံစည်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီစီဇန်ကိုသူတို့ရဲ့ထိပ်တန်းကြေးစားလူသက်သမားဂျိုးဇက်ကိုလံဘိုကကော်မရှင်နာကိုဖွင့်ချလိုက်ပါတယ်။ဒီလိုလှုပ်ဆောင်ခဲ့တဲ့အတွက်ဆုလက်ဖြစ်1964ခုနှစ်မှာကိုလံဘိုမိသားစုရဲ့ခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ဒီလိုနဲ့ဂျိုးဇက်ကိုလံဘိုကခေါင်းဆောင်ဖြစ်လာခဲ့ပြီးသူ့နာမည်ကိုအစွဲပြုကာColombo family လို့ပြောင်းလဲခေါ်ခဲ့ကြပါတယ်။ထူးဆန်းတဲ့အချက်ကဂျိုးဇက်Colomboက Rigo Act ဥပဒေကိုပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာ FBI ကလူမျိုးစုလိုက်ခွဲခြားဆက်ဆံပြီးတင်းမှတ်ထားစုံစမ်းစစ်ဆေးနေရလို့လူသိရှင်ကြားဆွဆွဲခဲ့ပြီးနောက်ပိုင်းမှာအီတလီအမေရိကန်လူ့ခွင့်ရေးအဖွဲ့အစည်းကိုလည်းတည်ထောင်ခဲ့ပြီးလမ်းပေါ်ထွက်ဆန္ဒပြပွဲတွေအထိလုပ်ခဲ့ပူပါတယ်။ဒါ့အပြင် The Godfather 1982ရုပ်ရှင်ရိုက်ကူးစဉ်ကလည်း
ဂျိုးကိုလန်ဘိုနဲ့သူ့အဖွဲ့တွေကကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။နောက်ပိုင်းမှာရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ကိုလန်ဘိုတို့ကညှိနှိုင်းခဲ့ပြီးဇညွန်းထဲမှာမာဖီးယားနဲ့ကိုဆာနော်စထရာဆိုတဲ့စကားလုံးတွေမသုံးဆွဲဖို့သဘောတူညီမှုရခဲ့ပါတယ်။1982ခုနှစ်မှာတော့အဖွဲ့ချုပ်ရဲ့အစည်းအဝေးတစ်ခုမှာဂျိုးကိုလန်ဘိုကတနက်နဲ့အနီးကပ်ပြစ်ခတ်ခဲ့ရပါတယ်။ဒီလိုပြစ်ခတ်ခံရမှုကြောင့်အုံနောက်လေးဖြတ်သွားခဲ့ပြီး9နှစ်ကြာ1988ခုနှစ်မှာကွယ်လွန်ခဲ့ပါတယ်။ကိုလန်ဘိုမိသားစုနဲ့ပတ်သက်ပြီးထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကတော့1960ခုနှစ်ဒီမှာအမေရိကန်တောင်ပိုင်းရဲ့လူမဲခွင့်ရေးလှုပ်ရှားသူ3ဦးတပ်ခံရပြီးအလောင်းရှာမတွေ့ရတဲ့အတွက် FBI ကကိုလန်ဘိုမိသားစုရဲ့ထိပ်တန်းလူသက်သမား Gregory Scapa ကိုငှားပြီးလူသက်သမားတွေကိုပြန်ပေးဆွဲညှဉ်းပန်းနှိပ်စက်ခိုင်းတာအလောင်းရှိတဲ့နေရာတွေကိုရှာခိုင်းခဲ့ပူပါတယ်။ကိုလန်ဘိုဂိုင်းရဲ့သမိုင်းမှာ1991ကနေ1993နဲ့ဖြစ်ပွားခဲ့တဲ့ဂိုင်းတွင်းစစ်ပွဲကတော့အဆိုးဝါးဆုံးဖြစ်ခဲ့ပါတယ်။အကျဉ်းထောင်ထဲကနေဂိုင်းကိုထိန်းချုပ်နေတဲ့ boss ဖြစ်သူကာမိုင်းပါစီကိုနဲ့ယာယီတောင်းယူထားတဲ့ Vita Orina တို့ကြားအာနာလူပွဲဖြစ်ပြီးလမ်းမတွေပေါ်မှာဂိုင်းသားအချင်းချင်းပစ်ခတ်မှုတွေကြောင့်လူများပြားသေဆုံးခဲ့ရပါတယ်။ဒါ့အပြင်ဒီစစ်ပွဲဟာကိုလန်ဘိုဂိုင်းသားအချင်းချင်းဖြစ်ပွားခဲ့တဲ့တတိယအကြိမ်မြောက်စစ်ပွဲလည်းဖြစ်ပါတယ်။ဒီလိုရက်ဆက်ရှုပ်ထွေးတဲ့ဖြစ်ရပ်တွေကြားထဲမှာပဲအမြဲတမ်းပူပေါင်းတဲ့မိသားစုတွေနဲ့အမြဲတမ်းရန်သူလိုဖြစ်နေတဲ့မိသားစုတွေဆိုပြီးလည်းရှိပါတယ်။ဥပမာဂမ်ဘီနိုနဲ့လူခဲစီမိသားစုဆိုရင်သမိုင်းတစ်လျှောက်လုံးနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။သူတို့နှစ်ဖွဲ့ပူးပေါင်းပြီးတော့နယူးယောက်ရဲ့ကွန်တင်ကားလုပ်ငန်းနဲ့အထည်လေးလုပ်ငန်းတွေကိုလည်းအတူတူခွဲဝေထိန်းချုပ်ခဲ့ကြသလိုသူတို့ရဲ့ဂိုင်းချုပ်တွေဖြစ်တဲ့ကာလိုဂမ်ဘီနိုနဲ့တော်မီလူခေးစီဟာသူတို့ရဲ့သားနဲ့သမီးကိုအချင်းချင်းအိမ်အောင်ချပေးပြီးမိသားစုချင်းသွေးနှောကမဟာမိတ်အာဏာကိုလည်းအခိုင်အမာတိစောက်ခဲ့ကြပါတယ်။ချီနိုဗစ်မိသားစုကတော့သူတို့ကိုယ်သူတို့အသိဉာဏ်ရှိဆုံးလို့သတ်မှတ်ထားပြီးတော့ဘိုနန်နိုမိသားစုရဲ့ရိုးရာဆက်ဆံတစရိုးလုပ်တဲ့ပုံစံကိုသဘောမကျပါဘူး။ဒါကြောင့်ဘိုနန်နိုမိသားစုတွေမှာပြဿနာတတ်တိုင်းချီနိုဗစ်ကြီးကနောက်ွယ်ကနေဝင်ရောက်ဆက်ဖက်ပြီးဘိုနန်နိုတွေအာဏာမကြီးလောက်အောင်နှိပ်ကွက်လေးရှိပါတယ်။ဒီလိုမာဖီးယားမိသားစု၅စုရဲ့အချင်းချင်းလှုပ်ကြံမှုတွေမိသားစုတွင်အာဏာလူပွဲတွေဟာကော်မရှင်ဖြစ်စတင်ဖွဲ့စည်းကြရနေမာဖီးယားတွေကိုနှိမ်နင်းနိုင်ခဲ့တဲ့ရီကိုအပ်ဥတွေပေါ်လာတဲ့ကာလအထိတောက်လျှောက်ဖြစ်ပွားခဲ့ပြီးမာဖီးယားထောင်ပေါင်းများစွာကလည်းမာဖီးယားစစ်ပွဲတွင်တိတ်ဆုံးခဲ့ကြပါတယ်။သို့ပေမဲ့ဒီလိုရှုပ်ထွေးရက်ဆက်လွန်လာတဲ့မာဖီးယားမိသားစုတွေကိုရာဇဝတ်လောကမှာအချိန်အကြာရက်တည်နိုင်စေခဲ့ရတော့သူတို့ရဲ့တင်းကျပ်လွန်တဲ့အတွဲစည်းဥပဒေနဲ့စီကံချက်တွေကြောင့်ဖြစ်ပါတယ်။အကယ်၍မာဖီးယားတယောက်ကချမှတ်ထားတဲ့စီကံတွေကိုချိုးဖောက်ရင်တန်ငွေရိုက်တာရာဥချတာမျိုးမရှိပါဘူး။သူတို့အတွက်တေးတံတစ်ခုတည်းသာရှိပါတယ်။ဒါ့အပြင်တရားဝင်အတိမတ်ပြုခံရတဲ့မာဖီးယားတအုပ်ဖြစ်လာဖို့ကလည်းမလွယ်ကူတဲ့အပြင်လူတိုင်းမာဖီးယားအဖွဲ့ဝင်စစ်ဒါမှမဟုတ်မိန်မန်းလို့အတိမတ်ပြုခံရတဲ့သူဖြစ်ခွင့်မရှိပါဘူး။မာဖီးယားဖြစ်ဖို့အီတလီသွေးစစ်ဖြစ်ရပါမယ်။အစပိုင်းမှာဖခင်ရောမိခင်မှာအီတလီလူမျိုးဖြစ်ရမယ်လို့စီကံချက်ရှိပေမဲ့လည်း1980ခေတ်လောက်မှာတော့အဖေဘက်ကအီတလီသွေးပိုင်ရပြီလို့ရှော့ပေါ့ပေးခဲ့ပါတယ်။နောက်ပြီးဂိုင်းဝင်ဖြစ်အတိမတ်ပြုခံရဖို့အတွက်အထက်လူကြီးကခိုင်းတဲ့လုံးကျန်တက်ဖက်မှုအ ਨੇ ဆုံးတစ်ခုကိုကိုယ်တိုင်လှုပ်ဆောင်ပြရပါတယ်။ဒါဟာဂိုင်းဘော်သစ္စာရှိကြောင်းနဲ့ရဲမဟုတ်ကြောင်းသက်သေပြတဲ့စမ်းသပ်ချက်ဖြစ်ပါတယ်။နောက်ပြီးမာဖီးယားဟာအမျိုးသားအသီးသန့်ဖွဲ့စည်းဖြစ်ပါတယ်။သူတို့ကအမျိုးသမီးတွေကိုဂိုင်းဝင်ဖြစ်ဘယ်တော့မှအတိမတ်မပြုပါဘူး။မိသားစုချင်းဆက်ဆံရေးမှာအထိမခံဆုံးကိစ္စကတော့လူတက်မှုဖြစ်ပါတယ်။ဥပမာဂမ်မီနိုမိသားစုကဂိုင်းသားတယောက်ကိုလူခဲစီမိသားစုကလူတယောက်ကလာပြီးစော်ကားတယ်ဒါမှမဟုတ်သူစီကငွေခိုးသွားတယ်ဆိုရင်အခိုးခံလိုက်ရတဲ့ဂမ်မီနိုခိုင်းသားကအဲ့ဒီလူလက်စားရှိတဲ့အနေနဲ့တွားပြတ်တော့ခွင့်မရှိပါဘူး။အခြားမိသားစုကမိတ်မန်းကိုတွားတက်ရင်မိသားစုနှစ်စုကြားစစ်ပွဲကြီးဖြစ်သွားနိုင်လို့ပါ။ဒါကြောင့်မိသားစုချင်းချင်းရန်ဖြစ်ရင်တက်ဆိုင်ရာဂိုင်းချုပ်တွေစီအရင်တင်ပြရပါတယ်။ဂိုင်းချုပ်ချင်းညှိနှိုင်းပြီးအပြစ်ရှိတဲ့လူကိုတတ်ဖို့ခွင့်ပြုချက် green light ပေးမှသာတတ်ခွင့်ရှိပါတယ်။အကယ်၍ခွင့်ပြုချက်မရပဲတတ်မိရင်တတ်တဲ့လူကိုသူ့မိသားစုကပဲပြန်ပြီးကွက်မြက်ရပါတယ်။ဒါမိသားစုချင်းငြိမ်းချမ်းရေးကိုထိမ့်သိမ့်တဲ့တင်းကျပ်တဲ့ဆက်ဆံရေးဥပဒေဖြစ်ပါတယ်။မာဖီးယားဂိုင်းသားချင်းရဲ့စနီဒါမှမဟုတ်သမီးကိုအခြားဂိုင်းသားတွေကတွားရောက်ပတ်သက်ရင်ဖောက်ပြန်ရင်ချက်ချင်းသေဒဏ်ချမှတ်ခံရပါတယ်။ဒါလည်းဂိုင်းတွင်းရန်ပွဲတွေကိုတားဆီးဖို့အတွက်ဖြစ်ပါတယ်။မာဖီးယားဂိုင်းသားတွေကဒီလိုစီကန်းတွေကိုမလိုက်နာခင်ဂိုင်းသားအသစ်တွေကိုသွေးသစ္စာဆိုကိုင်းတဲ့လျှို့ဝှက်အခမ်းအနားတစ်ခုလည်းရှိပါတယ်။ဂိုင်းသားအသစ်ကိုအမှောင်ခန်းတစ်ခုလိုရခေါ်သွားပြီးတော့ဂိုင်းကျုံနဲ့တမှုတွေရှိမှထိုင်ခိုင်းပါတယ်။သူတို့ရဲ့တနက်ပစ်တဲ့လက်ကလေးဒါမှမဟုတ်လက်မကိုအပ်နဲ့ထိုးပြီးထွက်လာတဲ့သွေးကိုခရီးရန်သူတော်စင်ပုံပါတဲ့စာရွက်ပုံမှာတုပ်လိုက်ပါတယ်။ပြီးတော့အဲ့စာရွက်ကိုမီးရှို့ပြီးဂိုင်းသားအသစ်ရဲ့လက်ထဲကိုထည့်ပေးကလက်ထဲမှာပြာကျသွားတဲ့အထိကင်ခိုင်းထားပါတယ်။အဲ့ဒီချိန်မှာငါသာဂိုင်းကိုသစ္စာဖောက်ရင်ဒါမှမဟုတ်အဖွဲ့ဝင်ချင်းချင်းကိုသစ္စာဖောက်ရင်ငါရဲ့ဝိညာဉ်ကလည်းဒီသူတော်စင်ပုံလိုပဲမီးလောင်ပြကြပါစေလို့ကြိမ်ဆိုရဖြစ်ပါတယ်။ဒါပြင်မာဖီးယားချင်းချင်းစီးစနစ်တကျသတ်မှတ်ထားတဲ့စီကန်းတွေနဲ့လျှို့ဝှက်ကုတ်တွေရှိပါတယ်။မာဖီးယားအဖွဲ့ဝင်တို့ကအခြားဂိုင်းသားတို့ကိုအပြင်လူတယောက်နဲ့မိတ်ဆက်ပေးရင် friend of mine လို့သုံးပါတယ်။သူကရာဇဝတ်ကောင်တယောက်တော့ဟုတ်တယ်ဒါပေမဲ့မာဖီးယားအဖွဲ့ဝင်မိတ်မန်းတော့မဟုတ်ဘူးလို့အဓိပ္ပာယ်ရပါတယ်။
အကယ်၍မာဖီးယားမိတ်မန်ချင်းချင်းမိတ်ဆက်ပေးရင်တော့ friend of ours လို့စကားဝတ်သုံးရပါတယ်ဒါဆိုရင်သူရှိမှာမာဖီးယားအတွင်းရေးတွေပုံလင်းလင်းပြောလို့ရတယ်လို့အလိုလိုနားလဲကြပါတယ်မာဖီးယားတွေကအချင်းချင်းယာတို့လိုက်အုပ်ချုပ်ပြီးကိုအထက်လူကြီးကိုစကားဖြတ်ပြောတာမျိုးတွေမလေးမစားပြုလုပ်တာတွေလုံးဝလုပ်လို့မရပါဘူးဒါပြင်အောက်ခြေလမ်းမပေါ်ကရဲဘော်တွေကငွေညစ်လို့ရသမျှလောင်းကစားရသမျှငွေတွေကိုရာခိုင်နှုန်းတစ်ခုခုကိုအပတ်စဉ်ဒါမှမဟုတ်လားစဉ်စာရီထဲထည့်ပြီးသူ့အထက်ကတက်မှုတွေစီကိုပေးရပါတယ်အဲ့ဒီတက်မှုတွေကလည်းသူတို့ကြားသမျှအစံတွေတွေကအစိပ်ပိုင်းတစ်ခုကိုလက်ထောက်ဂိုင်းကျုံနဲ့ဂိုင်းကျုံစီကိုထပ်ဆင့်ပေးရပါတယ်ဒါကြောင့်ဒီအောက်ခြေလူတွေကငွေရှာမပေးနိုင်ရင်အထက်လူကြီးတွေရဲ့အညိုညင်ခံရပြီးနေရာပြောက်သွားတတ်ပါတယ်ပြီးတော့အချို့မာဖီးယားဂိုင်းကျုံကြီးတွေဥမာကာလိုဂမ်မီနိုတို့ကမွေးစီဝါလုပ်ငန်းမလုပ်ရဘူးဆိုပြီးတော့စီကန်းထုတ်ထားပါတယ်အကြောင်းရင်းကတော့မွေးစေးနဲ့မိရင်ထောင်ဒဏ်အနည်းဆုံးနှစ်30-40လောက်ကြာခံရမှာဖြစ်လို့အောက်ခြေလူတွေကထောင်ကြမခံရင်ပဲရဲကိုအကုန်ဖွင့်ချပြီးဒလန်လုံးမှာစိုးရိမ်လို့ဖြစ်ပါတယ်ဒါပေမဲ့လည်းဒါစက်ကူပေါ်ကစီကန်းတာဖြစ်ပြီးတော့အောက်ခြေလူတွေကတော့မွေးစေဝါလုပ်ငန်းနဲ့မကင်းတဲ့သူကမရှိသလောက်ပါပဲနောက်ပြီးမာဖီးယားတွေကကိုပစ္စည်းခိုးခံရတာပဲဖြစ်ဖြစ်ရန်သူကလာပြည့်မယ်ဖြစ်ဖြစ်ရဲစခန်းကိုလုံးဝသွားတိုင်လို့မရပါဘူးတကယ်လို့ရဲကိုသွားတိုင်မယ်ဆိုရင်ဒါမာဖီးယားတိတ်ခါကြတယ်လို့သတ်မှတ်ပြီးဂိုင်းထဲကနေထုတ်ပယ်ရင်ဒါမှမဟုတ်တပ်ပစ်ခြင်းခံရပါတယ်မာဖီးယားပြဿနာကိုမာဖီးယားနည်းနဲ့ပဲရှင်းရမယ်လို့စီကံချက်ရှိပါတယ်ဒီလိုကြမ်းတမ်းရက်ဆက်တဲ့မာဖီးယားတွေကိုရီကိုအဥပဒေမဖြစ်ပေါ်ခင်ကာလတွေမှာသူတို့ကျူးလွန်ခဲ့တဲ့ကြီးမားတဲ့ရာဇဝတ်မှုတွေအတွက်အမှုတည်ဆောင်နိုင်မှုဆိုတာမယုံနိုင်လောက်အောင်ခက်ခဲခဲ့ပြီးအထူးသဖြင့်မာဖီးယားဂိုင်းချုပ်တွေကိုထောင်ချဖို့ဆိုတာလုံးဝနေပါမဖြစ်နိုင်ခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကသွေးထွက်တန်ရုံဖြစ်တဲ့အကြမ်းဖက်ရာဇဝတ်မှုတွေဝေးရမှာနေတတ်ကြလို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း1980ပြည့်နှစ်ရီကိုအဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းမှာတော့ဒီဥပဒေကြောင့်နှစ်ရှည်ထောင်ဒဏ်ကြခံနိုင်ရရှိတဲ့အတွက်မာဖီးယားအဖွဲ့ဝင်အများပြားကိုလည်းအစိုးရသတင်းပေးတွေဖြစ်လာစေဖို့တွန်းအားပေးနိုင်ခဲ့သလိုပြစ်မှုတွေကိုကိုယ်တိုင်မကျူးလွန်ပဲလောက်ငယ်သားတွေကိုသာခိုင်းစီလေးရှိတဲ့မာဖီးယားခေါင်းဆောင်တွေတမကဂိုင်းချုပ်တွေထိပါပြစ်ဒဏ်စီရင်ချက်တွေအညောင်များချမှတ်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာတကူထွားခဲ့ကြတဲ့မာဖီးယားမိသားစု၅စုပါဝင်ခေတ်သစ်မာဖီးယားအင်ပါယာကြီးဟာထောင်နေရံတွေနောက်မှာပြိုလဲကျဆုံးခဲ့ကြပါတယ်